ဒီကနေ့ပြုလုပ်မဲ့အသိစိတ်လေ့လာဆွေးနွေးမှုအစီအစဉ်ကနေကြိုးဆိုပါရရှင်ဒီနေ့ဆွေးနွေးမဲ့အကြောင်းအရာကလေတကယ့်ကိုခေါင်းထဲမှာအတွေးတွေပေါက်ခွက်ထွက်သွားစေလောက်မဲ့အရာတစ်ခုလို့ပြောရမယ်ဟုတ်တယ်ဗျာလူသားတွေရဲ့တမိုင်းကြောင်းကြီးတစ်ခုလုံးကိုအကြီးအကျယ်ပြောင်းလဲပစ်တော်မဲ့အရာတစ်ခုပေါ့မှန်ပါတယ်ဒီဆွေးနွေးမှုအတွက်ကျမတို့အဓိကအခြေခံထားတဲ့ရေးမြစ်ကတော့နီးပညာလောကရဲ့ထိပ်တန်းကျွမ်းကျင်သူတွေဖြစ်ကြတဲ့မုစတာဖာဆူလီမန်နဲ့မိုက်ကယ်ဘတ်စကာရူရေးထားချတဲ့ The Coming Wave ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ဆိုတော့ဒီလိုင်းလုံးကြီးကဘယ်လောက်တောင်ကြီးမားနေလဲဆိုတာကိုစလိုက်ကြရအောင်ဗျာဒီစာအုပ်ထဲမှာတင်ပြထားတဲ့အဓိကအကြောင်းအရာကိုကြည့်မယ်ဆိုရင်လေ AI လို့ခေါ်တဲ့ဉာဏ်ရည်တို့ရဲ့နောက်ပြီးပေါင်းစပ်စီးပွားပေးတာ synthetic biology ပေါ့အဲ့ဒီ AI မှာနီးပညာနှစ်ခုပေါင်းစည်းသွားရကနေဖြစ်ပေါ်လာမဲ့နီးပညာလိုင်းလုံးကြီးအကြောင်းကိုမိမောင်းထိုးပြထားတာပါဟုတ်ကဲ့အဲ့ဒီမှာသိစိတ်ဝင်စားဖို့ကောင်းတာကဒီနီးမြာတွေဟာကျမတို့အတွက်မကြုံစဘူးကြီးမားလာတဲ့အကျိုးကျေးဇူးတွေပေးနိုင်တယ်ဆိုတာပဲဥမာပြောရင်ယောဂဗျာတွေကိုကုသနိုင်မယ်တန့်စင်တဲ့စွမ်းရည်တွေရရှိနိုင်မယ်ပေါ့ဒါပေမဲ့အခြားတစ်ဖက်မှာလည်းလုံးဝကိုထိန်းချုပ်ဖို့မဖြစ်နိုင်လောက်အောင်ကြီးမားတဲ့အန္တရာယ်တွေရှိနေတာပါပဲဗျစာရေးသူကဒီခြေနေကိုအချက်အသေးကြီးတတိုင်းလမလို့တတ်မှတ်ထားပါတယ်အချက်အသေးကြီးဆိုတာကဘယ်လိုမျိုးလဲရှင်ဘာဖြစ်လို့လဲဆိုတော့ဒီနည်းပညာတွေကိုလွတ်ပေးထားလိုက်ရင်လူသားမျိုးနွယ်တစ်ခုလုံးကပ်ပေးဆိုင်မဲ့အန္တရာယ် catastrophe ရှိတယ်လို့အလွန်အကျွံထိန်းချုပ်ဖိနှိပ်မှုတွေလုပ်ပြန်ရင်လေလွတ်လပ်ခွင့်မရှိတဲ့အဆိုးမြင့်ကဘာကြီး dystopia ဖြစ်သွားနိုင်လို့ပါပဲတေချာစဉ်းစားကြည့်ရင်ဒါဟာအနာဂတ်မှာဖြစ်လာမယ့်တိပံရုပ်ရှင်တွေထဲကအကြောင်းအရာသတ်မဟုတ်တော့ဘူးเนาะဒီနည်းပညာတွေကလက်ရှိနေ့စဉ်ဘဝတွေကိုတိတိထားထားကိုပြောင်းလဲနေပြီဆိုတာဒီကနေ့ဆွေးနွေးရင်းနဲ့တွေ့လာရမှာပါမှန်ပါတယ်ဗျသမိုင်းတစ်လျှောက်ကိုပြန်ကြည့်မယ်ဆိုရင်နည်းပညာတွေဆိုတာအချိန်တိုင်းရင်ဈေးပေါ်လာပြီးညာအနှံ့ကိုရင်းလင်းမြင်မြန်ပြန့်နှံ့သွားတဲ့တမဟာဝရှိတာကိုတွေ့ရတယ်ဥမာအဖြစ်15ဆာစုကဂူဒန်ဘတ်တီထုံခဲ့တဲ့ပုံနှိပ်ဆက်ကိုကြည့်ပါလားအစပိုင်းမှာဂျာမနီကသူ့ရဲ့လူယုံလေးမှာပဲရှိခဲ့တာလေဟုတ်တယ်ဒါပေမဲ့နှစ်90လဲကြာတော့ဥရောပတခွင်လုံးကိုပြန်နှံသွားခဲ့ပြီးဘာသာရေးသိပ္ပံပညာအားလုံးကိုပြောင်းလဲပြခဲ့တာပဲနောက်ပြီး Henry Ford ရဲ့ Model T ကားတွေကိုကြည့်မလားအရင်ကကားဆိုတာလူချမ်းသာတွေသာစီးနိုင်တဲ့အရာလीဒါပေမဲ့စက်ယုံထုတ်လုပ်မှုစနစ်ကိုပြောင်းလဲလိုက်တာနဲ့တာမန်လူလက်တန်းစားတွေပါဝေယူစီးနေနိုင်တဲ့အထိဈေးပေါ်သွားပြီးဒီကဘာလုံးကိုပြန့်နှံ့သွားခဲ့တာပေါ့အတီးကြပဲဗျာအဲ့ဒီလူပြန့်နှံ့သွားတဲ့အခါသမိုင်းမှာနီးပညာသစ်အခုပေါ်လာတိုင်းအဲ့ဒါကိုတားဆီးဖို့စ조사ခဲ့ကြတဲ့ဖြစ်ရက်တွေအများကြီးရှိခဲ့ဘူးတယ်ဒါပေမဲ့အားလုံးဟာကြာရှုံးခဲ့ရတာကြီးပါပဲဥပမာဘလိုမျိုးတွေလဲရှင်စက်မှုဒေါ်လာရေးကာလာကလက်တိုက်တွေကိုကြည့်ပါဗျာသူတို့ကအလုတ်အကိုက်ဒီပျောက်ဆုံးသွားမှာကိုအယမ်းစိုးရင်တဲ့ကွစက်ယုံတဲ့ဝင်ဒီစက်ပစ္စည်းတွေကိုရိုက်ခွဲဖျက်ဆီးခဲ့ကြတယ်အမြင့်စက်မှုဖွံ့ဖြိုးတိုးတက်မှုကိုတကယ်တမ်းတားဆီးနိုင်ကြလားဆိုတော့လုံးဝမတားဆီးနိုင်ခဲ့ဘူးလေစက်တွေကိုရိုက်ခွဲယုံနဲ့တော့နီးပညာကိုရပ်တတ်လို့မရဘူးဆိုတာရှင်းနေတာပဲလေဒါဆိုအစိုးရတွေတဲ့ဥပဒေနဲ့ပိတ်ပင်ရုံမရဘူးလားအဲ့ဒါလည်းမရပါဘူးဗျာ Ottoman Empire မှာဆိုရင်အာရေဗျစာလုံးတွေကိုပုံနှိပ်စင်နဲ့ရိုက်နှိပ်တာကိုနှစ်ပေါင်းရာနဲ့ချီပြီးပိတ်ပင်ထားခဲ့ဘူးတယ်ဥပဒေနဲ့ကိုတားမြစ်ထားတာပါဒါမဲ့နောက်ဆုံးမှာတော့ခေတ်ရည်စည်းကြောင်းကိုမလွန်ဆန်နိုင်ပဲလက်ခံလိုက်ရတာပါပဲနီးပညာတကူကလူတွေတော့အတွန်းဝင်တယ်အကျိုးရှိတယ်ဆိုရင်အဲ့ဒီနီးပညာပြန်နှံ့သွားတာကိုဘယ်ရာကမှရေရှည်တားဆီးထားနိုင်ကြမရှိဘူးဆိုတာတမိုင်းကတက်တည်ပြနေတာပါပဲနေပါအောင်ဘီလို့ဆိုရင်တမိုင်းမှာနီးပညာတခုကိုအောင်မြင်မြင်ထိန်းချုပ်နိုင်ခဲ့တဲ့တာတွေကရောတခုမှမရှိဘူးလားဟုတ်လေနျူကလ িয়ার လက်နက်တွေဆိုရင်ကိုတာတွေကိုထိန်းချုပ်ထားနိုင်တယ်မဟုတ်ဘူးလားအဲ့ဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ချက်ပဲလားလူတော်တော်များများကနျူကလ িয়ার လက်နက်နီးပညာကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့တဲ့ချွင်းချက်တစ်ခုအနေနဲ့မြင်ကြတယ်နိုင်ငံတကာစက်ချုပ်တွေနဲ့အတိုင်းအတာတစ်ခုအထိထိန်းချုပ်နိုင်ခဲ့တယ်လို့ဆိုနိုင်ပေမဲ့တကယ်တမ်းမြေပြင်မှာတော့ဒါဟာအလုံးကိုစွန့်စားရတဲ့အခြေအနေမှာရှိနေကြတာပါဘာဖြစ်လို့လဲရှင်ဟုတ်လေ1960ခုနှစ်ကအမေရိကန်ပြည်ထောင်စုမြောက်ကယ်ရိုလိုင်းနာပြည်နယ်မှာ B-52 ဘုံကျဲလေယာဉ်ပြတ်ကျတဲ့ဖြစ်ရပ်ကိုမှတ်မိအောင်လားဟုတ်တယ်လေယာဉ်ပေါ်ကနေဟိုက်ဒရိုဂျင်ဘုံကြီးပြုတ်ကျလာခဲ့တယ်ဖြစ်မလားအဲ့ဒီတော့ကဘာဆက်ဖြစ်ထဲလဲအဲ့ဘုံကြီးမြေပြင်ကိုပြုတ်ကျလာတဲ့အခါသူ့မှာပါတဲ့လုံခြုံရေးခလုတ်၄ခုအနက်အုံးခုအထိပွင့်ထွက်သွားခဲ့တယ်ဟိုးတကယ်လားဟုတ်တယ်ဗျာစဉ်းစားတာကြည့်တော့ကံကောင်းထောက်မှစွာနဲ့နောက်ဆုံးခလုတ်လေးတစ်ခုတည်းအလောက်လောက်သွားလို့သာအရာမပောက်ကွဲမှုကြီးမဖြစ်ခဲ့တာပါနောက်ပြီးကျူဘတ်တုံးကြီးအကျက်တဲ့ကာလမှာဆိုရင်လေCuban Missile Crisis ပေါ့ဟုတ်ပါတယ်ရွှေရှာယုံပုံတင်မပေါ်ကအရာရှိတယောက်ကသာ
nucleic torpedo ဖိလို့ဖို့ကမင်းကိုညှင်းဆန်ခဲ့လို့ကဘာပြက်မဲ့စစ်ပွဲကြီးကနေတီတီလေးလွတ်မြောက်ထည့်ရတယ်ကွာ တကယ်ကိုတီးတီလဲပဲနော် ဒါကြောင့်နျူကလ িয়ার ကိုထိန်းချုပ်နိုင်ခဲ့တယ်ဆိုတာညီပညာကိုတိတိကျကျထိန်းချုပ်နိုင်လို့မဟုတ်ပဲအလွန်တရာကုန်ကြစိတ်ကြီးမားတာရဲ့ထုတ်လုပ်ဖို့ခက်ခဲလွန်းတာရဲ့ပြီးတော့တကယ်ကိုကံကောင်းမှုတွေကြောင့်သာဖြစ်တယ်လို့လေးလေးနက်နက်ထိလိထားကြည့်ရမယ့်အပိုင်းဖြစ်နေတယ် တကယ်ပါပဲကံကောင်းလို့လွတ်သွားတာကိုထိန်းချုပ်နိုင်တယ်လို့ထင်နေကြတာပဲဒီနေရာမှာစာအုပ်ထဲကထောက်ပြထားတဲ့လူတွေရဲ့တဘာဝတစ်ခုကတော်တော်လေးရဲရတယ်အန်ဒီယေကိုမြင်နေရပေမဲ့လူတွေကအဲ့ဒီအမှန်တရားကိုလက်ခံဖို့ဝင်လင်းနေတတ်ကြတယ်စာအုပ်ထဲမှာဒါကို pessimism aversion trap လို့ခေါ်ထားတယ်အစိုးမြင်မှုကိုရှောင်လွှဲလို့တဲ့ထောင်ချောက်ပေါ့တက္ကသိုလ်ဆွေးနွေးပွဲတစ်ခုကထိပြက်လေးတစ်ခုကတော်တော်လေးထိမိတယ် ဘလို့အဖြစ်ပြက်လေးလေဗျာ ပညာရှင်တဦးကဆွေးနွေးပွဲမှာထပ်တက်ပြီးတတိပေးတယ်အခုဆိုရင်အိမ်ကကားကတောင်ထဲမှာတင် DNA ဖန်တီးနိုင်တဲ့ဆက်လေးတွေရှိနေပြီအဲ့ဒီဆက်လေးတွေတုံးပြီးလူတန်းထောင်ချီတည်စေနိုင်တဲ့ virus အသစ်တွေကိုအလွယ်တကူဖန်တီးလာနိုင်တဲ့ခြေအနေရောက်နေပြီပေါ့ တော်တော်လေးကြောက်စရာကောင်းတဲ့သတိပေးချက်ပဲနော် ဟုတ်တယ်လေအဲ့ဒီလိုပြောလိုက်တော့ပုံမှန်ဆိုလူတွေလန့်ဖြတ်ထားရမယ့်အစားတက်ရောက်လာသူတွေရဲ့တုံ့ပြန်ပုံကတော်တော်လေးဟားသမြောက်တယ်ဒီလောက်ဆိုးရွားတဲ့အန်ဒရယ်ကြီးကိုလေးလေးနက်နက်မဆွေးနွေးကြကြဘူးတခုခုတော့အဖြစ်ရှိမှာပါလေဆိုပြီးပီဇာဆိုင်ရင်စကားလမ်းကြောင်းလွှဲပြချင်ခဲ့ကြတယ် ဟာအမှန်တရားကိုလက်မခံချင်ကြဘူးပေါ့ ဟုတ်တယ်သူပြောတာကြီးကအရင်အစိုးမြင်လွန်းနေဆိုပြီးတွေးကျင်ကြတာပေါ့ဒါဟာလူတွေအနေနဲ့လက်ခံရခတ်တဲ့အမှန်တရားကိုမျက်ကွယ်ပြုကျင်ကြတဲ့သဘာဝကိုအတိုင်းသားပြသနေတာပါပဲ မှန်ပါတယ်ကျွန်တော်တို့အနေနဲ့အဲ့ဒီလိုပီဇာဆိုင်ရင်ပြဿနာကိုမျက်ကွယ်ပြုထားလို့မရတော့တဲ့အချိန်ကိုရောက်နေပါပြီဗျာဘာဖြစ်လို့လဲဆိုတော့လာမယ့်လိုင်းလုံးကြီးရဲ့အဓိကမန်တိုင်နီရဖြစ်တဲ့ AI နဲ့ဇီဝဗေဒနိပညာတွေဟာကျွန်တော်တို့ထင်ထားတာထက်ကိုအများကြီးအရှင်အောင်ပြင်းပြင်းကတိုးတက်တယ်လို့ပါပဲ AI ရဲ့အမခန်းတိုးတက်လာပုံကိုကြည့်ရအောင်ဒီမိုင်းကုမ္ပဏီကတီထွင်ခဲ့တဲ့ DQN ဆိုရဲ့ AI ကို Atari Game ကစားဖို့သင်ပေးခဲ့တဲ့အဖြစ်အပျက်ကတကယ့်ကိုယူချင်စရာပဲ breakout လို့ခေါ်တဲ့ block တုံးလေးတွေကိုပေါ်လုံးနဲ့ပြတ်ပေါက်ရတဲ့ game ကိုမှတ်မိကြမှာပါ ဟုတ်တယ်အစပိုင်းတော့ AI ကဘာမှတေချာမလုပ်တတ်ပါဘူးဒါပေမဲ့သူ့ဘာသာသင်ယူရင်းနဲ့ block တုံးတွေကိုတတန်းချင်းမချိုတော့ပဲဒီဘက်ကနေဖောက်ထွက်ပြီးအပေါ်ဆုံးကိုဘောလုံးရောက်သွားအောင်လုပ်တဲ့ view ဟာကိုရှာထွေတွေ့ရှိသွားပါတယ် tunneling strategy လို့ခေါ်တာပေါ့ မှန်ပါတယ်လူတွေတော့တော်တော်လေးကျွမ်းကျင်စွာကစားမှသိနိုင်တဲ့အခွတ်မျိုးကိုသူ့ဘာသာရှာတွေ့သွားတာပိုပြီးချက်တီးထက်ရှာကောင်းတာက AlphaGo ပါပဲ AlphaGo ပွဲကတော့တမိုင်းဝင်ပဲလေ ဟုတ်တယ်ရှင်ကမ္ဘာချန်ပီယံလီစစ်တုံနဲ့ကစားတဲ့ပွဲမှာ AlphaGo က move 38လို့လူသိများတဲ့အခွက်ကိုရွှေ့ခဲ့တယ် အဲ့ဒီအချိန်ကပွဲကြည့်နေတဲ့သူတွေမှတ်ချက်ပေးတဲ့သူတွေအားလုံးက AI မလို့လိုက်ပြီးတော့ထင်ခဲ့ရတာနော် ဟုတ်တယ်ဘာလို့လဲဆိုတော့အဲ့ဒီအခွက်ဟာလူသားကစားသမားတွေနှထောင်ချီအဂိုးသမိုင်းတစ်လျှောက်တခါမှမစင်စားဘူးမရွှေ့ဘူးရဲ့အခွက်မျိုးဖြစ်နေလို့ပဲဒါပေမဲ့နောက်ဆုံးမှာအဲ့ဒီအခွက်ကြောင့်ပဲ AI ကအနိုင်ရသွားခဲ့တယ် တကယ်ကိုအန်အိုစရာပါပဲ ဒါဟာဘာကိုပြနေလဲဆိုတော့ AI ဟာလူတွေပေးထားတဲ့အချက်လက်တွေကိုပဲပြန်လော့ပြနေတဲ့အစိမ်မှမရှိတော့ဘူးဆိုတာပဲလူသားတွေမသိသေးတဲ့ဘ ഹു တုဒအသစ်တွေကိုပါကိုယ်လိုင်းရှာဖွေဖန်တီးနိုင်နေပြီဆိုတာကိုတက်သေးပြလိုက်တာပါ အဲ့ဒီ AI ရဲ့ total တော့တစ်ဖက်မှာရှိတယ်လို့ဒီနေရာမှာပိုပြီးအန်တောဖို့ကောင်းတာကဇီဝပယနေပဲမှာလေအလားတူအပြောင်းလဲတွေဖြစ်နေတာပါပဲအရင်ကဇီဝပယဆိုတာတခွဲခနဲ့ကဖန်ပြောနေတဲ့စံတရတဲ့ပညာရတတ်ပါဒါပေမဲ့အခုဆိုရင်ဇီဝပယဟာ information technology တစ်ခုလိုကိုဖြစ်လာနေပါပြီဗျာ နေပါအောင်ဇီဝဘေးက IT နည်းပညာလို့ဖြစ်လာတယ်ဆိုတာဘယ်လိုမျိုးလဲရှင် ဥပမာ Carlson curve လို့ခေါ်တဲ့မြင်းခွေရကြည့်မယ်ဆိုရင်2003ခုနှစ်တုန်းကလူတယောက်ရဲ့ DNA အစီရင်တစ်ခုလုံးကိုစစ်ဆေးဖို့ဒေါ်လာ1ဘီလီယံလောက်ကုန်ကြခဲ့ပါတယ်ဒါပေမဲ့အခုအချိန်မှာတော့အဲ့ဒီကုန်ကြစိတ်ဟာဒေါ်လာ1000အောက်ကိုရောက်တော့ပါပြီ ဟိုတက်ဘီလီယံကနေ1000အောက်ကို ဟုတ်တယ်ဗျာအစားပေါင်းတန်းနဲ့ချီပြီးကုန်ကြစိတ်ကျဆင်းသွားတာပါဒါတယ်မကသေးဘူး CRISPR လို့နီးပညာမျိုးပေါ်လာတဲ့အခါကျတော့ DNA တွေကိုဖျက်တောက်ပြင်ဆင်တာတွေကိုကွန်ပျူတာမှာစာထားတယ်ကုတ်တွေကို copy ကူ paste လုပ်ပြီးပြင်ဆင်ရေးသားတယ်လို့မျိုးအလွယ်တကူလုပ်နိုင်လာပါပြီဇီဝဖြစ်တဲ့ကို engineer ပညာရပ်တစ်ခုလိုအတုံးချလာနိုင်တာဟာတကယ့်ကိုကြီးမားတဲ့တော်လှန်ရေးတစ်ခုပဲ ကုန်ကြစီကအဲ့ဒီလောက်ထိုးကျသွားတယ်ဆိုတော့နည်းနည်းပါးပါး short ဆေးချပေးတာမျိုးမဟုတ်တော့ဘူးလေဘသူတွေကဒီနည်းပညာကိုသုံးနိုင်မလဲဆိုတဲ့အခွင့်အလမ်းကြီးတစ်ခုလုံးပြောင်းလဲသွားတာပဲဒါဆိုရင်ဒီ AI နဲ့ဇီဝဗေဒဆိုတဲ့နည်းပညာနှစ်ခုပေါင်းဆက်သွားတဲ့အခါဘာတွေဆက်ဖြစ်လာမလဲ အဲ့ဒီနှစ်ခုပေါင်းဆက်သွားတဲ့အကောင်ဆုံးဥပမာကတော့ DeepMind ရဲ့ AlphaFold ပါပဲခင်ဗျာသိပ္ပံပညာရှင်တွေနှစ်90တိုင်းတိုင်းမဖြေရှင်းနိုင်ခဲ့တဲ့ protein ပုံစံဖွဲ့စည်းမှုပြဿနာကြီးကို AlphaFold ကဖြေရှင်းပေးပဲပါတယ်
protein folding ပြဿနာကိုပြောတာမို့ ဟုတ်ပါတယ်ရခိုင်ကသိပ္ပံပညာရှင်တွေဟာပရိုတင်းဖွဲ့စည်းပုံပေါင်း3,900ခန့်လောက်ကိုပဲအခက်အခဲကြီးစွာနဲ့ရှားဖွေသိရှိခဲ့ရတာပါဒါပေမဲ့ AI နည်းပညာကိုသုံးလိုက်တဲ့အခါမှာတော့တန်း200ကျော်သောပရိုတင်းဖွဲ့စည်းပုံအလုံးနီးပါးကိုစက္ကန့်ပိုင်းအတွင်းမှာတင်တိကျကျခန့်မှန်းရှားဖွေပေးနိုင်ခဲ့ပါတယ် တသိန်း9,000ကနေတန်း200ကျော်ထိကိုစက္ကန့်ပိုင်းအတွင်းဖြည့်ရှင်းလိုက်တာပေါ့ဒါဟာဇီဝဘေးနဲ့ AI ပေါင်းဆက်သွားတဲ့အခါရရှိလာမယ့်အစွမ်းတက်တီဘလောက်ကြီးမားလဲဆိုတာကိုပြသနေတာပဲ မှန်ပါတယ်ဒါကိုပိုကျေပြန့်တဲ့မြင်ကွင်းနဲ့ chipset ကြည့်မယ်ဆိုရင်လာမယ့်နည်းပညာလိုင်းလုံးကြီးမှာအရင်ခေတ်ကနည်းပညာတွေနဲ့မတူပဲထိန်းချုပ်ဖို့အလွန်ခက်ခဲစေတဲ့အဓိကလက္ခဏာရဲ့အလေးအရှိနေတာကိုတွေ့ရပါလိမ့်မယ်ဗျပထမအချက်ကတော့အချိုးအစားမညီမျှသောတက်ရောက်မှု asymmetry ပါစောက်ထဲမှာဖတ်လိုက်ရတဲ့ယူကရိန်းစစ်သွဲအစိုးပိုင်းကာလကအဖြစ်ပြက်လေးတစ်ခုဆိုရင်တကယ်ကိုအံ့တော့စရာပဲဟုတ်ကဲ့ဆက်ပြောပါအောင်ရှင်ယူရှာတက်ကြီးဟာအလွန်စေကြီးတီခင်မိတဲ့တင်ခါတမကြီးတွေနဲ့ယူကရိန်းမြို့တော် Kiev ကိုချီတက်လာခဲ့ကြတယ်အဲ့ဒီချိန်မှာယူကရိန်းစစ်သည်တချို့ကဘာလုပ်လိုက်လဲဆိုတော့ဈေးကွက်ထဲမှာအလွယ်တကူဝယ်လို့ရတဲ့စားသုံးသူထုံး drone လေးတွေကို 3D printer တွေ AI နည်းပညာတွေနဲ့ပေါင်းစပ်လိုက်တယ်ပြီးတော့$15,000လောက်ပဲတန်းတဲ့လက်နက်တွေအထည်ဖြူပြင်ဖန်တီးလိုက်ကြတယ်အဲ့လိုဈေးပေါ်ပြီးသိငယ်တဲ့နည်းပညာလေးတွေသုံးပြီးတော့ဒေါ်လာတန်ပေါင်းများစွာတန်ဖို့ရှိရဲ့ AI မှယူရှာတင်ကားတက်မကြီးကိုရှေ့ဆက်မတိုးနိုင်အောင်ရပ်တန့်ပင်နိုင်ခဲ့ပါတယ်ဟုတ်တယ်ဒါဟာနည်းပညာကြောင့်သိငယ်တဲ့အဖွဲ့အစည်းလေးတစ်ခုကနေ AI မှအရာစုကြီးတစ်ခုကိုရှင်းပြအနိုင်ယူနိုင်စွမ်းရှိလာတယ်ဆိုတဲ့အချို့အစားမညီမျှမှုကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲတကယ် JV နဲ့ဂိုလာရဲ့ပွဲလိုမျိုးပေါ့မှန်ပါတယ်ဗျာဒုတိယလက္ခဏာရကအလွန်အမြင်လေးမြန်းစွာပြောင်းလဲတိုးတက်ခြင်း hyper evolution ဖြစ်ပါတယ်အရှိန်အဟုန်အရမ်းမြန်အောင်ဆိုလိုတာလားရှင်ဟုတ်ပါတယ် AI model တွေကိုလေ့ကျင့်ပေးတဲ့နေရာမှာအသုံးပြုတဲ့ကွန်ပျူတာတွက်ချက်နိုင်စွမ်းဟာပြီးခဲ့တဲ့ဆယ်စုနှစ်အခုတွင်မှတင်အစားပေါင်းတန်း1000 9 orders of magnitude အထိတိုးတက်လာခဲ့ပါတယ်စဉ်းစားတာကြည့်ပါတော့ဒီလောက်မြန်ဆန်တဲ့တိုးတက်မှုနှုန်းမျိုးတမိုင်းမှာဘတုံးမှမရှိခဲ့ဘူးပါဘူးတိုးတက်မှုကတိတ်မြန်လွန်းတဲ့အတွက်ထိန်းချုပ်ဖို့ဥပဒေတွေစီးမင်းတွေရေးဆွဲဖို့ဆိုတာအမြဲတမ်းနောက်ကောက်ကျနေတဲ့တဘာဝပါပဲဗျာတတိယအချက်ကဘတ်စုံလုံးနိုင်စွမ်း omni use ပေါ့နီးပညာတစ်ခုတည်းကနေကောင်းကျိုးရောဆိုးကျိုးအတွက်ပါသုံးနိုင်တောင်ဆိုလိုတာမလားဥပမာဆေးပညာမှာ AI သုံးပြီး TB ယောဂါကိုကုသနိုင်တဲ့ Helicin လိုပဋိဇီဝဆေးသစ်ကိုရှားဖွေနိုင်ခဲ့တယ်ဆိုတဲ့သတင်းမျိုးပေါ့ဒါကတော့တကယ်ကောင်းတဲ့အချက်ပဲဟုတ်တယ်ဒါပေမဲ့အဲ့ဒီအချက်ရဲ့အခြားတစ်ဖက်ကိုကြည့်အောင်ဗျာတကယ်လို့အဲ့ဒီဆေးဘက်ဆိုင်ရာ AI model ကိုပဲရွေချက်လေးနဲ့ပြောင်းပြီးအစိတ်တောက်တွေရှာခိုင်းလိုက်မယ်ဆိုရင်ကောဖျားကြီးအဲ့လိုလုပ်လို့ရလားရတာပေါ့ဗျာလက်တွေ့စမ်းသပ်မှုတစ်ခုရဆိုရင်6နာရီအတွင်းမှာတင် Novichok လိုမျိုးအလွန်ပြင်းထန်တဲ့အစိတ်10,000 kcal ကိုဖော်ဆနိုင်မဲ့ဓာတုပေးတာပုံစံတွေကိုအဲ့ဒီ AI ကပဲရှာဖွေပေးလိုက်ပါတယ်6နိုင်အတွင်းမှာပဲနော်ကြက်တီးထစရာပဲဒါဟာ AI ရဲ့တဘာဝကဘတ်စုံတုံးနိုင်တဲ့ကိရိယာဖြစ်နေလို့အကျိုးအကျော်ရောအပြည့်ထွက်ပါအလွယ်တကူပြောင်းလဲအသွင်ပြုနိုင်တဲ့ဆိုတာကိုပြနေတာပါစေးရှာတဲ့ AI ကနေလက်နဲ့ရှာတဲ့ AI ဖြစ်ကြောင်းတော့ဘုကတမူချင်းပါပဲကဲလေးခုမြောက်နဲ့နောက်ဆုံးအချက်ကတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိလာခြင်း autonomy ပါဒီနေရာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပြီစာအုပ်ထဲမှာမျက်မှောက်ခေတ် Alan Turing စမ်းသပ်မှုဆိုပြီးအယူဆတစ်ခုကိုမိတ်ဆက်ထားတယ်Modern Turing test ပေါ်အမှုကအဲ့လိုမဟုတ်တော့ဘူးအကယ်၍ကျမတို့က AI တစ်ခုကိုဒေါ်လာ3သိန်းပေးပြီးလာအနှဲငယ်အတွင်းမှာ Amazon ကနေဒေါ်လာ1သန်းအမြတ်ရအောင်ရှာပေးလို့ခိုင်းလိုက်မယ်ဆိုပါစို့အနာဂတ် AI နဲ့ဟာလူသားတွေရဲ့အကူအညီလုံးဝမပါပဲဈေးကွက်ရှာဖွေတာစက်ယုံတွေနဲ့စားချုပ်ပြီးပစ္စည်းထုတ်လုပ်တာဈေးကွက်တင်လောင်းချတာတွေကိုသူ့ဟာသူအလွယ်လျောက်ဆုံးဖြတ်လှုပ်ဆောင်လာနိုင်မဲ့အခြေအနေရောက်နေပါပြီအတိအကျပဲခင်ဗျဒီအချက်ကအရန်အရေးကြီးတဲ့မေးခွန်းတစ်ခုကိုပေါ်လာစေတယ်အဲ့ဒီလောက်အထိအလိုအလျောက်စွမ်းဆောင်နိုင်လာပြီဆိုရင်အဲ့ဒီ AI ကိုကျွန်တော်တို့ဘယ်လိုလုပ်ထိန်းချုပ်မလဲစာရေးသူကဒါကို Gorilla ပြဿနာ Gorilla problem နဲ့နိုင်ရှင်ပြထားပါတယ် Gorilla ပြဿနာကဘယ်လိုမျိုးလဲရှင်စဉ်းစားကြည့်လေတော်တဲ့က Gorilla တွေဟာလူတွေထက်အများကြီးပိုတမ်းမာပါတယ်ခွန်အားချင်းရှင်ရင်လူကလုံးဝမနိုင်ဘူးဒါပေမဲ့လူတွေကညံရီပုံမြင့်တဲ့အတွက် Gorilla တွေကိုလောင်အိမ်နဲ့ထည့်ပြီးထိန်းချုပ်ထားနိုင်တာပါဟုတ်ကဲ့
အကယ်၍သာလူသားတွေထက်ဉာဏ်ရည်ပုံမြင့်စွမ်းဆောင်ရည်ပုံမြင့်တဲ့ AI တွေသာထွက်ပေါ်လာပြီရင်လူသားတွေဟာအဲ့ဒီ AI တွေကိုထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားမလားဆိုတာတကယ်ကိုတေချာစဉ်းစားရမယ့်ပြဿနာပါပဲဒါဆိုရင်ကျမခေါင်းထဲမှာမေးခွန်းတစ်ခုပေါ်လာတယ်ဒီလောက်အန်ဒရယ်များနေတာကိုခုနပြောတဲ့ gorilla ပြဿနာလိုမျိုးကိုယ့်ထက်သားသောနိုင်တဲ့အရာတွေကိုဖန်တီးနေကြတာကိုသိလျက်နဲ့ဘာလို့ဒီနီးပညာတိုးတက်မှုကိုအခုချက်ချင်းပလက်ဖြုတ်ပြီးရပ်တန့်ပစ်လိုက်လို့မရတာလဲအေးအားပြိုင်မှု geopolitics ပါအစောပိုင်းကပြောခဲ့တဲ့ AlphaGo ဂိမ်းကစားပွဲကိုပြန်ကောက်ရရင်စိုးမျိုးမှာ AlphaGo အနိုင်ရတော့လာဟာအာရှတိုက်အထူးသဖြင့်တရုတ်နိုင်ငံအတွက်တော့ Sputnik moment ကိုဖြစ်သွားခဲ့ပါတယ်အမေရိကန်တွေအကတော့ပြိုင်ပွဲမှာယူရှာကိုအမီလိုက်ဖို့ရုတ်တရက်နိုးကြားသွားတယ်လို့မျိုးပေါ့ဟုတ်ပါတယ်တရုတ်နိုင်ငံဟာအဲ့ဒီဖြတ်ပြီးမှ2030ပြည့်နှစ်အရောက်မှာ AI နဲ့ပြန်မှာကမ္ဘာထိပ်တန်းဖြစ်လာဖို့နိုင်ငံတော်စင်မဟာဗျူဟာကိုတရားဝင်ချမှတ်ထည့်ပါတယ်အမေရိကန်ကလည်းနောက်ကောက်ကြမခံနိုင်ပါဘူးနိုင်ငံရေးအမြင်နဲ့ပတ်မလိုက်ပဲအချက်လက်တက်ကိုပဲတုံ့တက်ရရင်နိုင်ငံတွေကြားထဲမှာစစ်ရေးစီးပွားရေးလွှမ်းမိုးနိုင်မှုအတွက်ဒီနည်းပညာတွေကိုမဖြစ်မနေအပြိုင်ဆိုင်တီးထွင်နေကြတာမို့ဘယ်နိုင်ငံကမှကိုယ်တဘောနဲ့ကိုနောက်ဆုတ်ပြီးရပ်တန့်ဖြစ်မှာမဟုတ်ပါဘူးတယောက်ရက်လိုက်ရင်ကျန်တဲ့တယောက်ကတားသွားမှာကိုမှန်ပါတယ်ဒုတိယတွန်းအားတစ်ခုကတော့ပွင့်လင်းသောသူတေသနယဉ်ကျေးမှုဖြစ်ပါတယ် open research culture ပေါ့တိပံပညာရှင်တွေသူတွေရဲ့တဘာဝကသူတို့ရှာဖွေတွေ့ရှိထားတာတွေကိုအချင်းချင်းပွင့်လင်းစွာမျှဝေခြင်းကြတယ်ပုံရိပ်ထုတ်ဝေခြင်းကြတယ်အခုဆိုရင်အစစ်မြစ် AI model တွေရဲ့ code တွေကို GitHub လို platform တွေပေါ်မှာအခက်မှတ်တင်ထားကြတဲ့အတွက် internet ရတဲ့မည်သူမဆိုလိုကူ download လုပ်ပြီးအသုံးပြုနိုင်နေတာပဲဒါကလည်းနည်းပညာပြည့်နှက်မှုကိုပို့ပြီးအရှိန်မပေးနေတာပဲတကယ်အမြောက်နဲ့အင်အားအကြီးဆုံးတွန်းအားကတော့ငွေကြေးအကျိုးမြတ်ပါပဲဗျာ the $100 trillion opportunity လို့ခေါ်ကြတယ်ဒီအချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒါကိုနားလည်ဖို့1830ပြည့်နှစ်များစီကမြေထားလမ်းဖောက်လုပ်ရေးရင်းနှီးမြှုပ်နှံမှုလိုင်းလုံးကြီး railway boom နဲ့နိုင်ရင်ကြည့်လို့ရတယ်အဲ့ဒီခေတ်ကရထားရဲ့အရှင်ကိုလူတွေတခြားမမှန်းဆတတ်သေးပါဘူးဝင်ဝိုင်းနေမှာတင်ဘီတန်ဝန်ကြီး William Haskinson ဆိုတဲ့သူဟာရထားချစ်ခံရပြီးတေဆုံးခဲ့ပါတယ်စဉ်းစားကြည့်လေကိုယင်းနှီးမြှုပ်နှံထားတဲ့ရထားကြီးကိုကိုပြန်ကျိတ်ထားတာတောင်မှအဲ့ဒီလို energy ရှိတာကိုတွေးမြင်နေရလက်နဲ့ရထားလမ်းဒီဖောက်လို့တာယင်းနှီးမြှုပ်နှံတာတွေဟာရက်တက်မသွားခဲ့ဘူးလေပို့လို့တောင်ရှင်ရုံဟုန်ပြင်းပြင်းနဲ့တိုးချက်လာကြတွေ့တယ်သိမှန်တာပေါ့အခု AI ကနေရရှိလာမဲ့စီးပွားရေးကျိုးမြတ်တွေကလည်းဒေါ်လာထရီလီယံ100လောက်အထိကြီးမားလုံးနေတဲ့အတွက်ကမ္ဘာကုမ္ပဏီကြီးတွေဟာဘလို့အကျုံးပြချက်နဲ့မှရက်တက်မှာမဟုတ်ပါဘူးအမြက်ကွေကအန်ဒီရဲ့ထက်ပို့တန်းကျင်နေရပေါ့လုံးဝကိုမှန်ပါတယ်ဗျာဒီနေ့ဆွေးနွေးခဲ့တဲ့အသေးစိတ်လေးလာမှုကနေအဓိကအနှစ်ချုပ်တုံးတက်ရရင်ကျွန်တော်တို့လူသားမျိုးနွယ်ဟာတမိုင်းတစ်လျှောက်လုံးဤပညာအသစ်တွေကိုဖန်တီးခြင်းဆိုတဲ့ခေတ်ကိုဖျက်ဆီးလာခဲ့ကြပါတယ်ဒါပေမဲ့အခုအချိန်ကစပြီးအဲ့ဒီဖန်တီးလိုက်တဲ့ဤပညာတွေကိုအကျိုးရှိထိန်းချုပ်ခြင်းဆိုတဲ့အလွန်တရာခက်ခဲကြမ်းတမ်းတဲ့ခေတ်တစ်ခုစီကိုရောက်ရှိနေပြီဆိုတာကိုကျွန်တော်တို့ပေချာလေးတတိထားဖို့လိုအပ်နေပါပြီနားဆင်နေသူတွေအနေနဲ့လည်းဒီပြောင်းလဲကြီးဟာအစိုးရတွေနိုင်ငံကောင်းဆောင်တွေကမ္ဘာကုမ္ပဏီကြီးတွေနဲ့တာတက်ဆိုင်တဲ့ကိစ္စလို့မထင်စေချင်ပါဘူးဒီနီးပညာလိုင်းလုံးကြီးဟာမကြခင်မှာကျမတို့ရဲ့အလိုအကိုက်ကျမ်းမာရေးပြီးတော့ကျမတို့အားလုံးရဲ့နေ့စဉ်ဘဝတွေပေါ်ကိုဓာတ်ရိုက်တက်ရောက်လာတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ကဲဒီကနေ့အစည်းအဝေးကိုမဆုံးခင်မှာမူရင်းစာအုပ်ထဲကအချက်အလက်တွေကိုအခြေခံပြီးကျမတို့အထက်မှာမဆွေးနွေးရသေးတဲ့အမခန်းစိတ်ကူးတစ်ခုကိုခြံထားရချင်ပါတယ်သိပ္ပံပညာရှင်တွေရဲ့အဆိုအရ DNA ဟာရှကာဝလာထဲမှာအကောင်းဆုံးသောတဲ့အချက်အလက်သိမ်းဆည်းနိုင်တဲ့နည်းပညာပါပဲ။ယုံနိုင်မလားတော့မသိဘူး DNA တစ်ကီလိုဂရမ်ထဲမှာတင်ကမ္ဘာပေါ်မှာရှိတဲ့ data အချက်လက်အားလုံးကိုအပြည့်အဝသိမ်းဆည်းထားနိုင်ပါတယ်။တကယ်ကိုအမခမ်းပါပဲ။သို့ဆိုရှင်အနာဂတ်ရဲ့ကွန်ပျူတာတွေဟာအခုကျမတို့သုံးနေတဲ့ silicon chip တွေမဟုတ်တော့ပဲ RNA နဲ့ DNA တွေကို logic gates တွေအဖြစ်အသုံးပြုပြီးတခွဲခန်းထဲမှာအပင်တွေလိုမျိုးစိုက်ဖြိုးထူလို့ယူရတဲ့ဇီဝကွန်ပျူတာတွေ biological computer စီဖြစ်လာနိုင်တယ်လားဒီလိုစိတ်ကူးရင်းဆန်ပေမဲ့လက်တွေ့ဖြစ်လာနိုင်ကြီးအများများနေတဲ့မေခွန်းကိုဆက်လက်စူးစမ်းတွေးတောနိုင်ဖို့ချက်လက်ထားခဲ့ရင်းနဲ့ပဲဒီကနေ့ဆွေးနွေးမှုကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်